သူဟာတထေးဖြစ်မဲ့စီးပွားရေးအခွင့်အလမ်းကိုပြောင်းဖူးဖုတ်စားရင်းနဲ့စတင်တွေ့ရှိခဲ့ပါတယ်သူသားလေးကဆက်လုံးလို့ချွေးတွေအများကြီးထွက်နေပေမဲ့အားရပါရအရသာခံစားနေတာကိုမြင်လိုက်ရပါတယ်လူတွေအများစုဟာအဆက်ကိုတော်တော်ကြိုက်ကြတာပဲဆိုတာသူသဘောပေါက်သွားပါတယ်အဲ့ဒီမှာတင်သူ့ကောင်းထဲမှာအာလူကျော်အဆက်လုံးမယ်ဆိုတဲ့အကြံတစ်ခုရလာပါတော့တယ်သူဟာအာလူကျော်ထုတ်ကြီးတွေအများကြီးဝယ်ပြီးအိမ်ပြန်လာခဲ့ပါတယ်ပြီးတော့ငရုတ်တီးအမျိုးမျိုးကိုဝယ်ပြီးစမ်းသပ်မှုတွေစလုပ်ပါတော့တယ်ထမဆုံးငရုတ်စီကိုခက်မြင်မြန်ပဲဖော်ဆက်နိုင်ခဲ့ပါတယ်တားငယ်လေးကမြည်ကြည့်တဲ့အခါအရသာကမကောင်းသေးဘူးဖြစ်နေပါတယ်သူတို့သားအဖတွေလက်နဲ့ sauce တွေကိုပင်ပင်ပန်းပန်းလုပ်နေကြတဲ့အချိန်မှာပဲတခြားစက်ရုံတွေကတော့ဤပညာတွေသုံးပြီးငရုတ်တီးအစီနှစ်တွေကိုအရင်ကထက်2ဆလောက်ပိုဆက်အောင်ထုတ်လုပ်နေကြပါတယ်ဒါပေမဲ့သူကတော့မြေကြီးကထွက်တဲ့တဘာဝသီးနှံတွေကိုမက္ကဆီကိုရိုးရာနီလန်တွေနဲ့ပေါင်းစပ်မှသာအစစ်အမှန်ဆုံးနဲ့အကောင်းဆုံးရတာကိုရနိုင်မယ်လို့ယုံကြည်ထားသူပါပဲသူတို့ဟာဈေးကွက်ထဲမှာရှိသမျှငရုတ်တီးအမျိုးမျိုးကိုစမ်းသပ်ကြပါတယ်နောက်ဆုံးမှာတော့ကြွက်ကလေးတွေပြေးတဲ့ဘီးချကိုတောင်အသုံးချပြီးအာလူကျော်အဆက်ကိုလုပ်ခဲ့ကြပါတယ်ဒီတစ်ခါသားဖြစ်သူကမြည်ကြည့်တဲ့အခါမှာတော့အရသာကတကယ်ကိုထူးခြားကောင်းမွန်သွားတာကြောင့်တမိသားစုလုံးပျော်မဆုံးဖြစ်သွားကြတာပါပဲအဲ့ဒီနောက်ဒီထုတ်ကုန်ကိုကုမ္ပဏီမှာသူတင်ပြတော့မန်နေဂျာကသူ့ကိုတန်ရှင်းရေးသမားဆိုပြီးအထင်သေးပြီးဂရုမစိုက်ခဲ့ပါဘူးဒါပေမဲ့သူကအရှုံးမပေးဘဲကုမ္ပဏီဥက္ကဋ္ဌစီကိုတိုက်ရိုက်ဖုန်းဆက်လိုက်ပါတယ်ဥက္ကဋ္ဌကလည်းသူ့ရဲ့စိတ်အားထက်သန်မှုကိုသဘောကျပြီးနမူနာပစ္စည်းပို့ခိုင်းလိုက်ပါတယ်နမူနာကိုမြည်ကြည့်လိုက်တဲ့အခါမှာတော့ဥက္ကဋ္ဌဟာအတော်လေးဆက်ပေမဲ့ရဲလို့မရအောင်စားကောင်းနေတာကြောင့်ဒီရတာကိုသဘောကျသွားပါတယ်ဒါကြောင့်ဥက္ကဋ္ဌကနောက်နှစ်ပတ်နေရင်စက်ရုံကိုလာပြီးအသေးစိတ်ဆွေးနွေးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဒါကိုသိသွားတဲ့မန်နေဂျာကတော့အရန်ဒေါသထွက်ပြီးလူပုံအလဲမှာသူ့ကိုစူပူချင်းမောင်းတော့တာပါပဲတကယ်လို့ဥက္ကဋ္ဌကစက်ရုံအရှုံးပေါ်နေတာကိုသိသွားရင်စက်ရုံပိတ်ခံရမှာဖြစ်ပြီးအားလုံးအလုပ်ပြုတ်ကုန်လိမ့်မယ်လို့ပြောလိုက်တဲ့အခါသူလည်းကိုတန်တရားဝင်သွားခဲ့ပါတယ်သူလည်းစိတ်တက်ကြပြီးအိမ်ပြန်ရောက်တဲ့အခါသူ့ဇနီးကဘေးကနေအားပေးပြီးစီးပွားရေးစာအုပ်တွေဝယ်ပေးတယ်လို့စကားပြောဆိုတင်ပြပုံမျိုးပါအတူတူလေ့ကျင့်ပေးခဲ့ပါတယ်ဥက္ကဋ္ဌလာတဲ့နေ့မှာသူဟာဝတ်စုံအပြည့်နဲ့တင်ပြဖို့ပြင်ဆင်သွားခဲ့ပါတယ်ဒါပေမဲ့ပညာရေးဆိုင်ရာစကားလုံးတွေကိုသူနားမလည်တာကြောင့်ရေးထားတဲ့စာတွေကိုလွှင့်ပစ်လိုက်ပြီးသူ့ရဲ့ယူသားပြီးရင်းနေတာလာတဲ့စကားတွေနဲ့ပြောဆိုခဲ့ပါတယ်ဥက္ကဋ္ဌကသဘောကျပြီးရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်လိုက်ပါတယ်အာလူကျော်အဆက်တွေကိုအများအပြားထုတ်လုပ်ဖို့စတင်လှုပ်ဆောင်လာကြပြီးနောက်ပိုင်းမှာဈေးကွက်ထဲမှာလည်းရောက်လာပါတော့တယ်ဒါပေမဲ့ကံမကောင်းစွာလူတွေကစိတ်မဝင်စားတာကြောင့်ရောင်းအားကလုံးဝမရှိပါဘူးစက်ရုံမန်နေဂျာကထုတ်လုပ်မှုတွေရပ်ဖို့ဆုံးဖြတ်လိုက်ပြီးသူ့ကိုလည်းအိမ်မက်မနေနဲ့တော့လို့နှိမ်ပြောလိုက်ပြန်ပါတယ်သူလည်းလုံးဝမျောလင်းချက်မဲ့နေတဲ့ပြီးသူကိုယ်သူဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးလို့ထင်နေပါတယ်အဲ့ဒီအချိန်မှာတားဖြစ်သူကစကားတခုပြောလိုက်ပါတယ်ဒီအာလူကျော်အကြောင်းနဲ့ပတ်သက်ပြီးကြော်ညာတာကိုဘယ်သူမှမမြင်ဘူးကြဘူးဆိုတာပါပဲအဲ့ဒီမှာတင်သူဟာတကယ်ပြဿနာအရင်းမြစ်ကိုတည်သွားပြီးသူ့ရဲ့အရင်ကတငယ်ချင်းဟောင်းတွေကိုအကူအညီတောင်းကလမ်းပေါ်မှာအလကားလိုက်ဝေခိုင်းခဲ့ပါတယ်သူကိုယ်တိုင်လည်းမိသားစုနဲ့အတူစူပါမားကတ်တွေသွားပြီးစင်ဘောကအာလူကျော်တွေကိုသူတို့ဘာသာပြန်ဝယ်ကြပါတယ်ဒါကလူတွေသတိထားမိအောင်ပြည့်ရည်နဲ့ကြော်ညာချင်းတစ်မျိုးပါပဲအဲ့ဒီနောက်မှာတော့လူတွေဟာဒီအာလူကျော်ကိုအသေးအတန်ဝယ်စားကြပါတော့တယ်ပထမ3လပတ်အယောင်းစီရင်ခံစားကိုဥက္ကဋ္ဌမြင်လိုက်ရပါတယ်သူကစက်ရုံမန်နေဂျာကိုကြော်ညာကဘယ်လောက်ကုန်တယ်လဲလို့မေးပါတယ်တပြားမှမကုန်ဘူးဆိုတာသိလိုက်ရတဲ့အခါမှာတော့ဥက္ကဋ္ဌဟာအပုံပေါင်း9သိန်းထိတိုးမြင့်ထုတ်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ပိတ်ခန့်ကြီးဖြစ်နေတဲ့စက်ရုံဟာလည်းပြန်လည်ပတ်နိုင်ခဲ့ပြီးအလုပ်သမားတွေအားလုံးကိုလည်းပြန်ခေါ်နိုင်ခဲ့ပါတော့တယ်